ချက်သားစီတက်ထားပါမယ်ချက်သားကိုစီပြန်ထိချက်ပါမယ်ချက်ရိုးပြုတ်ထားပါမယ်ချက်ရိုးပြုတ်ပြီးတော့ပဲစိမ်းကိုခေါ်ထားပြီးတော့ထည့်ပါမယ်ချက်သားနဲ့ပဲပြားပြုတ်ထားတဲ့ရေတွေကိုပဲစိမ်းကိုရေဖြောထားတာကိုလောင်းထည့်ပေးပါမယ်ပဲစိမ်းကိုရေဖြောထားတာလည်းပြုတ်ပါမယ်ခောက်ဆွဲတစ်ပိတ်သားနဲ့စားရင်အတွက်ဒီစိမ်းခောက်ဆွဲချက်တော့ဖြစ်ပါမယ်စနာတဲ့ပဲစိမ်းနဲ့လေးပျောက်သွားပြီဆိုချက်သားစီတက်တာလေးကိုထည့်ပါမယ်ချက်သွန်လေးထည့်လေးရေးချတော့အောင်တည်ပါမယ်မစင်းလေးထည့်ပါမယ်မစင်းလေးထည့်ပြီးထည့်ထားပါအောင်နော်